Okay ဒီတစ်ခါမှာငါတို့ဒီ simple list အကြောင်းကိုပြန်ပြီးလေ့လာရအောင် so simple list ဆိုဒီညပြောလို့ရှိရင်ဒီညမှာကျွန်တော်ပြောချင်နေဆိုဒီမှာကြည့်ငါတို့ကဒီ card ထဲမှာ prop ထည့်တာ image ထည့်ထားတယ် title description မနော်ဒီမှာအများကြီး prop ထည့်ထားတယ်တကယ်လို့ဒီမှာဒီကောင်အကုန်လုံးကိုစုပြီးတော့ object နဲ့တခုထည့်လိုက်လို့ရှိရင်မကောင်းဘူးလား okay so ငါတို့ရဲ့ကိုကလည်းပြုတ်ပြီးတော့ clean ဖြစ်သွားမှာနော် so အဲ့လိုမျိုးလုပ်မယ်ဆိုရင် so ဒီ object ကိုငါတို့ကဒီကောင်အရင်ဖြတ်လိုက်မယ် okay ဒီ card component ကိုဖြတ်လိုက်မယ်ပြီးရင်အဲ့ဒီထဲမှာတို့ဗာထည့်မလဲဆိုတော့ဟိုထည့်ကြည့်အောင် card 1ဆိုထည့်ကြည့်အောင် okay ဆိုမှကြည့်တော့ error ပြတယ်ဘာလို့ error ပြလဲဆို object are not valid as react child okay ပြီးလို့ရှိရင်ဒီမှာပြော if you meant to render a collection of children use array instead okay ဆိုတော့ array ကိုသုံးခိုင်းတယ်ဆိုတော့ငါတို့ react ကသူရဲ့ထူးခြားချက်က array ဆိုရင်ဒီခါလဲသူကဘာလုပ်နိုင်တယ်လဲဆိုတော့ render လုပ်နိုင်တယ်ဒီခါလဲ browser ပေါ်မှာပြပေးလို့ရတယ် okay so array ဒီစောက်ချ array ဆိုရင်ငါတို့က fruit name ပြအောင် okay array မှာပါရှိမလဲဆို orange apple banana okay ဒါဆိုရင်ဒီကောက်ငါတို့ဒီခါလဲဒီမှာရေးကြည့်အောင်အမှမပေါ်လားပေါ်တယ်နော်ဒါပေမဲ့သူထူးခြားတဲ့ခါလဲဆက်ပြီးတော့ပြောပေါ်ပေးတာပေါ့အတိတ်ပဲကဒီ orange ထဲမှာငါတို့က html တခုခုနဲ့ပြောမယ်မအုပ်ထားဘူးနေရဖြစ်ဆိုရင်အုပ်ထားမှာတို့က h1 ဆိုရင် orange ကအကြီးကြီးဖြစ်ပေါ်မှာပေါ့ okay ဆိုရင်ဒီနေရာမှာငါတို့ဒီ array ထဲမှာရှိ item တွေကို html နဲ့ဘယ်လို render ဘယ်လိုပြမလဲပေါ့ okay ဆိုဒါကိုငါတို့ javascript မှာပုံမှန်အဖြစ်ဆိုရင် mapping သုံးတယ်ပေါ့နော် okay ဆိုရင်ဒီမှာကျွန်တော်ကဘာလုပ်မလဲဆိုတော့new fruit နဲ့ဒီမှာဘာလုပ်မလဲဆိုတော့ fruit လုပ်တယ်မှာ fruit.map map function ကိုသုံးချင်းအဖြစ်သူကဘာလုပ်ပေးလဲဆိုတော့ဒီထဲမှာငါတို့က fruit ဆိုတာရှိတယ် fruit က array ထဲမှာရှိ object တိုင်းကိုသူက accessing ပေါ့နော်ဘယ်လိုပြောမလဲ render လုပ်ပေးရပါ okay ပြီးသူက function လက်ခံတယ်ပေါ့အဲ့မှာငါတို့ဘာလုပ်မလဲဆိုတော့ console လုပ်ကြည့်အောင် okay console လုပ်နဲ့ okayအတိတ်ပဲဒီမှာကြည့်အမြဲတမ်း h1 apple orange ခါလေးကိုသူက render လုပ်ပေးနော်အတိတ်ပဲကဒီအထက်ဟာကိုသူက access ပေါ့နော်ရယူပြီးတော့ဒီခါလေးတစ်ခုချင်းစီကို render လုပ်ပေးပေါ့နော်ဖော်ပြပေးပေါ့ okay အမျိုးဆိုရင်ငါတို့က h1 နဲ့ပြီးလို့ရှိရင်ကြားထဲမှာငါတို့က fruit ဆိုရေးလိုက်မယ် okay အဲ့ဆိုရင်ဒီမှာငါတို့ကဘာလုပ်ပေးမလဲဆိုတော့ new fruit ဆိုရေးလိုက်မယ်ဆိုတော့အတိတ်ပဲကငါတို့က array list တွေကိုဘယ်လိုပြောမလဲ html tag တစ်ခုခုနဲ့မအုပ်ထားလို့ပေါ့နော်အဲ့ဆိုရင်သူကတခါလေးတန်းပြပဲအခုငါတို့အုပ်လိုက်ပြီဆိုတော့ねသူကတခါလေးကိုအဲ့ဒီ html နဲ့တခါလေးပြပေးတယ်ပေါ့ okay ဆိုဒါကငါတို့ react က array တွေကိုတရိုက် render လုပ်ရတယ်ဒါပေမဲ့သူ့ကို return လုပ်တဲ့အချိန်မှာဒီ h1 tag တွေနဲ့အုပ်ပြီး return လုပ်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော် okay ဆိုဒီကောက်အောင်ငါတို့အခုအပြင်မှာလုပ်တယ်ပေါ့ဒီညဖြစ်ဆိုရင်ဒီထဲမှာတခါလေးလုပ်လို့ရတယ်ပေါ့နော်ဒါကငါတို့ list တွေကို simple list ပေါ့နော်ဘယ်လို render လုပ်လဲဆိုတာကိုပြချင်တာ okay ဆိုရင်ငါတို့ရဲ့ဒီကောက်ကိုလောဟိုလုပ်ကြည့်အောင် array လုပ်ရအောင် okay ဆို array လုပ်လိုက်မယ် array လုပ်မယ်ဆိုဒီကောက်ကိုဟိုထည့်လိုက်မယ်နော်ပြီးလို့ရှိရင်ဒီအောက်မှာပြန်ပြီးအုပ်လိုက်မယ် array object လုပ်လိုက်မယ်ဆိုတော့သူက array ကိုပဲ render လုပ်လို့ရတယ်ဆိုတော့လေနော် okay ပြီးလို့ရှိရင်ဒီကောက်ကိုပြန်ဖြည့်လိုက်မယ်ပြီးရင်ဂျာမ comma ထည့်လိုက်မယ် okay လို့ရှိရင်ဒီကောင်ကို cut နာမည်ပေးလိုက်မယ် okay ဆိုရင်ငါတို့ဒီကောင်ကဘာဖြစ်သွားပြီလဲဆိုတော့ array object ဖြစ်သွားတယ်ဟုတ်ပြီနော်ဒီကောင်က array ထဲမှာ object ဖြစ်သွားတယ်ဒီကောင်က index 0မှာဒီကောင်ရှိမယ် index 1မှာဒီကောင်နောက်တစ်ခုရှိမှာဘောနော် second cut ဆို okay ဆိုဒီကောင်ကိုငါတို့က render က mapping သုံးကြည့်ပြီးတော့ render လုပ်ကြည့်အောင်ဒီမှာ error တော့ပြရမှာနော်ဒါပေမဲ့ဒီ error ကိုခဏလေးမေ့ထားလိုက်ပါနော်အဲ့ဒါကိုခဏတိုင်းဖြည့်ရှင်းမယ် okay ဆိုရင်ငါတို့ကဘယ်လိုလုပ်မလဲဆိုတော့constant နဲ့ပေါ့နော် new cut ဆိုပေးလိုက်မယ်ပြီးလို့ရှိရင် cut.map ပြီးလို့ရှိရင်အောက်ထဲမှာတော့ရှိမလဲဆိုတော့ function ရှိမှာဟုတ်တယ်မလားအဲ့မှာငါတို့ console log လုပ်ကြည့်အောင် cut ကိုလုပ်ကြည့်အောင်ဒီမှာကြည့်တဲ့တခါလဲငါတို့ကအဲ့ဒီ cut တစ်ခုကဒီမှာကြည့် array object တစ်ခုနဲ့ညီမျှသွားတယ်ဟုတ်ပြီနော်ဆိုဒီကောင်ကငါတို့ cut တစ်ခုဒီကောင်ကိုပြောချင်တာ okayသူရဲ့ဒီ mapping ရဲ့ function အရာပေါ့နော် array ထဲမှာရှိ item တိုင်းကိုသူက access လုပ်ပြီးတော့ပြပေးတယ်ပေါ့ဒီနေရာဖြစ်ဆိုရင် okay ဆိုတော့ဆိုရင်ငါတို့ဒီအထဲမှာလုပ်ကြည့်အောင် okay အဲဆိုရင်အထဲမှာလုပ်မယ်ဆိုရင်ဒီကောင်ကိုဖယ်လိုက်မယ်နော်ဒီကောင်ကိုဖယ်လိုက်မယ်ပြီးလို့ရှိရင်ဒီကောင်ကိုလည်းဖယ်လိုက်မယ်ရှုပ်တယ် okay ဆိုရင်ဒီ fruit ကိုလည်းဖယ်လိုက်မယ်
okay ပြီးလို့ရှိရင်ငါတို့ဒီ array ကိုဒီမှာတစ်ခါလဲ render လုပ်လိုက်မယ် okay အမျိုးဆိုရင် cat.map သုံးရအောင်ဟုတ်တယ်မလား map သုံးပြီးတော့သူ့ကိုငါတို့ဂျာမှာဒီမှာ callback function ခေါ်မယ်အဲ့ callback function ကဘာလုပ်မလဲဆိုတော့ဘာလက်ခံမလဲဆိုတော့ return နဲ့ငါတို့ရဲ့ဘာလက်ခံလဲဆိုတော့ hello ကြီးอ่ะဒီမှာကြည့်လိုက် hello နဲ့ခါလက်ခံတယ်နော် hello ဆိုတာနဲ့ခါလက်ခံတယ်ဘာလို့လဲဆိုတော့ငါတို့ဒီမှာ array မှာ item နှစ်ခုရှိတော့ပေါ့ဟုတ်တယ်မလားဆိုတော့ item နှစ်ခုရှိရင်တော့နှစ်ခါပတ်ပေးတယ်ပေါ့ဒီကသူက iterate လုပ်ပေးတယ်ပေါ့နော်သူ iterate ပတ်ပြီးလို့ရှိရင်ဒီခါလေးကို return ပြန်ပေးရပါတော့ okay အဲ့ဆိုဒီနေ့ဖြစ်ဆိုဒီနေ့မှာတို့ console လောက်လုပ်ကြည့်မယ်လောက်နဲ့ကတ်ကိုလုပ်ကြည့်မယ်ဒီမှာကြည့်လိုက်ငါတို့ဒီခါလေးကတ်ထဲမှာရှိရငါတို့ object ကိုငါတို့ access ပေါ့နော်ယူခွင့်ရှိပြီ okay ဆိုဒီနေ့ဖြစ်အဲ့ဆိုငါတို့ html ထည့်ပြီးတော့ငါတို့ရဲ့ကတ်ကို list ကို render လုပ်ကြည့်မယ်နော် return လုပ်ရမယ် return နဲ့ div လုပ်မယ်ပေါ့အဲ့ဒီ div ထဲမှာငါတို့က h1 နဲ့ပါရှိမလဲဆိုတော့အမြင်နဲ့ open ပေးရမယ်နော်တစ်ခုခုနဲ့ react မှာကြတော့ okay cat dot ပါရှိမလဲဆိုတော့ title ရှိမယ် okay အဲ့ဆို title နှစ်ခုစလုံးကိုတစ်ခါ render ပြပေးဒီမှာ error ပြအဲ့ error ကိုကျတော့ခဏလေးမေးထားလိုက်ပါနော်ပြီးတော့အောက်မှာပါရှိမလဲ okay cat dot description ရှိမယ်ဟုတ်တယ်မလားအားတို့ရဲ့ဒီ list cut ကို render ဘယ်လိုလုပ်လဲဆိုတာပြချင်တာ okay ပြီးတာနဲ့နောက်တစ်ခုကြတော့ဒီနေရာမှာငါတို့ object ဒီ structuring လုပ်လို့ရတယ်မနော်အစားကျွန်တော်ပြောခဲ့လို့ပဲဒီမှာဘာလို့ရလဲဆိုတော့ constant နဲ့ဘာရှိမလဲဆိုဒီမှာငါတို့က image ရှိမယ် title ရှိမယ်ပြီးလို့ရှိရင် description ရှိမယ်ပေါ့နော်အဲ့ဒါကိုဘယ်ထဲမှာထည့်ရမလဲဆိုတော့က object လေးဟုတ်တယ်မလားအဲ့ဆိုငါတို့ကဒီခါလေးကိုဒီ structuring လုပ်ပြီးသွားပြီအဲ့ဆိုရင်ဒီ structuring ဆိုတော့ဒီမှာဒီခါလေးကိုဒီလို access လုပ်ရတော့ကကိုဖေးလိုက်မယ်ပြီးလို့ရှိရင်အဲ့မှာသူက render လုပ်နေတယ်ပေါ့တနည်းအားဖြင့်ဆိုရင်ဟုတ်တယ်မလား okay အဲ့ဆိုရင်ငါတို့ရဲ့ဒီညမှာငါတို့ဒီကောင် render လုပ်မယ်ဟုတ်ပြီဒီကောင် render လုပ်ရငါတို့ဒီညမှာဘာတွေးလို့ရပြီဆိုတော့ငါတို့ရောဒီကတ်ကိုရောဒီမှာ render လုပ်မရဘူးလား okay အဲ့ဆိုအဲ့ကတ်ကို render လုပ်ရအောင်ခဏလုံးမျိုးငါတို့ကတ်တွေအများကြီးလုပ်မယ်အစားပေါ့နော်အဲ့ဆိုရင်ဒီမှာငါတို့ခုဒီ cut component ကိုဒီမှာ render လုပ်ကြည့်အောင် okay ငါတို့ render လုပ်ရတာ render လုပ်မယ်ဆိုရင်ဒီကောင်ကိုဖြတ်လိုက်မယ်ဒီကောင်ကိုဖြတ်ပြီးတော့ငါတို့ဒီမှာဗာထည့်မလဲဆိုတော့ cut ထည့်လိုက်မယ်ဟုတ်ပြီဟုတ်ဒီလိုထည့်လို့ရတယ် okay ဒီလိုထည့်လို့ရတယ်ပြီးလို့ရှိရင်အဖွင့်ပိတ်နေထည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့အများဆုံးကတော့ဒီလိုပဲသုံးပိုင်တော့ငါတို့ဆိုငါတို့ children ကိုမသုံးလို့ပေါ့နော် okay အဲ့ဆိုရင်တော့ပိတ်လိုက်မယ်ဘာလို့ render မလုပ်တော့လဲအတိတ်ပြန်ငါတို့ဒီမှာဘာမှ value တွေ passing မလုပ်သေးဘူး okay value passing လုပ်မယ်ဆိုရင်ရောဒီမှာဘယ်လို pass လုပ်ရမလဲဆိုဒီမှာတော့ cat ရှိရမလားအဲ့ဒီ cat ကိုငါတို့က object passing လုပ်ရအောင် okay အဲ့ဆိုငါတို့ object ရတော့ဒါမဲ့ဒီမှာပြဿနာတစ်ခုရှိတာကဒီ cat က object မလား okay cat က object ဆိုရင်ငါတို့ဒီ prop ရော object မဟုတ်လားဒီကောင်ကိုခဏဖြတ်လိုက်မယ်ဒီမှာ prop မရှိမလားဒီ prop ရော object မဟုတ်လားအဲ့ဆိုအဲ့ဒါ console လောက်လုပ်ကြည့်မယ်အဲ့ဆိုအတိတ်ကဘာဖြစ်သွားမလဲဆိုတော့ဒီ cat ကဒီ object ရဲ့ prop object ထဲက object နောက်တစ်ခုဖြစ်သွားမယ်ပေါ့နော် okay ကြည့်ရအောင် okay ဒီမှာငါတို့ children လည်းမဖြတ်တာလေ children ကိုဖြတ်လိုက်အောင် okay ပြီးလို့ရှိရင်ဒီကောင်လေးကိုခဏလေးဟောလုပ်ထားမယ် comment off လိုက်မယ် okay မှာကြည့်လိုက် object ထဲမှာ cut object ကပြန်ရှိနေဟုတ်တယ်မလားဆိုတော့အတိတ်ပြဒီ prop object ထဲမှာတော့ object ပြန်ဖြစ်နေတယ် okay အဲ့လိုမျိုးဆိုရင်ငါတို့ကဒီမှာဒီ structuring လုပ်မယ်ဆိုရင် cons နဲ့ငါတို့ဘာလုပ်လဲဆိုတော့ image လုပ်တယ်ဟုတ်တယ်မလား title လုပ်တယ်ပြီးလို့ရှိရင် description လုပ် description နဲ့ငါတို့ prop လုပ်တယ်ဟုတ်တယ်မလားဆိုဒီနေရာမှာဒီလိုရေးလို့မရတော့ဘူးငါတို့ဒါလို့ဆိုတော့ဒီကောင် prop ရဲ့ object ထဲမှာဒီကောင်ကပြန်ရှိတယ်မလို့ပေါ့နော်အဲ့ဆိုရင်ဒီကောင်ငါတို့ကအဲ့ထဲဟာပြန် access လုပ်မယ်ဆိုရင် cut ဆိုတာပြန်ရေးရတော့မယ်အဲ့ဆိုရင်ဒီကောင်ကိုငါတို့ပြန်ပြီးဖွင့်လိုက်မယ်အဲ့မှာကြည့်တခါလဲပေါ်တော့ပြီဟုတ်တယ်ဟုတ်ဆိုတော့ဒီကောင်ကိုဖယ်လိုက်ရမယ်ဆိုဒီကောင်ကငါတို့ object destruction ကဒီလိုလုပ်လာပေါ့နော်တကယ်လို့ဒီမှာငါတို့ object pass လို့ရှင်းပေါ့အဲ့ဆိုရင်ဒီကောင်ငါတို့ဖျက်လို့ရတယ်ဟုတ်တယ်ဟုတ်အဲ့ဆိုရင်ဖျက်လိုက်မယ်ဆိုရင်ဒါငါတို့ရဲ့ object ကို list တွေကိုနော် rendering လုပ်တာပေါ့နော် object array object နဲ့ okay အဲ့ဆိုရင်ငါတို့ကဒီကောင်ရဲ့ထူးခြားချက်ကငါတို့ဒီမှာဒီလိုလုပ်ပြီးသွားပြီဆိုရင်ငါတို့ဒီ cut ထဲမှာငါတို့ကြိုက်တဲ့ data ထည့်လို့ရပြီ okay ဆို image tag ကိုနောက်တစ်ခုပြန်ယူရအောင်ဒီမှာ control C နဲ့ပဲဒီမှာ
object နောက်တစ်ခုပြန်လုပ်လိုက်မယ် image ကိုအဲ့ဒါကိုပဲသုံးမယ်ဒီကောင်သုံးမယ်ဆိုဒီမှာဒီကောင်ကိုသုံးမယ်ဒီမှာ okay ပြီးလို့ရှိရင် title ကိုကြတော့ကတ်လုပ်ပေးလိုက်မယ်ပြီးလို့ရှိရင် description ကိုကြတော့ that description ကိုလုပ်လိုက်မယ် okay ဒီမှာကြည့်လိုက်အတိတ်ပြန်ငါတို့ဒီ cut ကငါတို့ရဲ့အဲမှာရှိတဲ့ cut ကိုဘာလုပ်မလဲဆိုတော့ looping လုပ်နေတယ် iteration ဘောနော်လုပ်နေမလို့ငါတို့ဒီမှာထည့်လိုက်တိုင်း value ကိုသူက iterate လုပ်ပေးမယ်အဲဆိုရင်ငါတို့ဒီမှာကြည့်3ခုဆိုရင်3ခု render လုပ်ပေးတယ် okay so ဒါဆိုရင်ငါတို့အခု structure တိဆောက်တာ list တွေ render လုပ်မယ်ဆိုရင်အဓိကကငါတို့ data ကိုဘယ်လောက်ပဲများဒီ structure ရဲ့အထက်မှာငါတို့ဒီလို mapping နဲ့တခါလဲ render လုပ်လို့ရတယ်လို့ပြောချင်တာ okay ပြီးလို့ရှိရင်အခုဒီ error ပေါ့နော်ဒီ warning က each child in a list should have a unique key prop ပြောချင်တဲ့အရာဒီ child list မှာသူက unique key ပေါ့နော်ရှိရမယ်လို့ပြောချင်အတိတ်ပြငါတို့ရဲ့ react ကငါတို့ရဲ့ list ပေါ့နော်သူကတခုခု changes ဖြစ်နေအောင် changes ပေါ့တခုခုပြောင်းလဲမှုရှိလို့ရှိရင်သူက tracking လုပ်နေဘယ်ဟာကဘယ် ID နဲ့ဘယ်လိုမျိုးနဲ့ပြောင်းလဲသွားလဲဆိုတော့သူက tracking လုပ်နေလို့ဒီမှာငါတို့ track လုပ်ရမယ်ဘယ်လိုပြောမလဲkey prop ကိုမပေးထားလို့သူက warning ပေးတာပေါ့နော် okay အဲ့ဆိုရင်ငါတို့ဒီကောင်ကိုဒီမှာဒီ error ကိုပြောက်အောင်ပေါ့နော် key လေးပေးမယ် key ပေးပြီးတော့ဒီမှာဒီရဖြစ်ဆိုရင် cat.id ဖြစ်ရမယ်ဒါပေမဲ့ငါတို့က id ရှိရမယ်ပေါ့နော်ဘာလို့ဆိုဒီငါတို့ရဲ့ဒီတစ်ခုကိုပေါ့နော်ဒီ list တစ်ခုကို identify လုပ်တဲ့ id ရှိရမယ်ပေါ့နော်အဲ့ဆိုငါတို့ id ပေးအောင် id ကို1ပေးမယ်ဒီကောင်ကိုပြီးလို့ရှိရင် id ကို2ပေးမယ် okay ဟို3ပေးမယ် okay အဲ့ဆိုရင်အဲ့ဒါကို save လုပ်လိုက်မယ်အဲ့ဆိုရင်ငါတို့ရဲ့ error ပျောက်တော့တယ် okay နော်ဒါကအမြဲတမ်းထည့်ရမယ်ဟာငါတို့ list တွေ rendering ပေါ့နော် list တွေကိုငါတို့ render လုပ်တဲ့အချိန်မှာဒီ key ကအရေးကြီးပေါ့နော် unique ပေါ့နော်ဒီမှာ id ကဘာပဲဖြစ်နိုင်တယ်ပေါ့နော်ဒီ number 1 2 3မဟုတ်ဘဲနဲ့ပေါ့နော်တခုခု change သွားပြီဆိုရင်ဘယ် id change တယ်လဲဆိုတော့တစ်ခါလဲ react ကတည်ပြီးတော့လုပ်တာပေါ့နော် okay ဆိုရင်အဲ့ဒါတော့ id key ထည့်တာပေါ့နော် okay ပြီးလို့ရှိရင်နောက်တစ်ခုငါတို့ဒီမှာ key prop ပြီးတော့ပြီးဆိုရင်ငါတို့ကkey prop မှာနေ spread operator spread operator ဆိုတာဘာလဲဆိုတော့ဒီနေရာမှာငါတို့ကobject တွေကို passing လုပ်တာပေါ့နော်ဒီမှာဒီကောင်က cut object အနေနဲ့ passing လုပ်တာဒီမှာ spread operator ငါတို့ javascript မှာပါတယ်ဘယ်လိုရေးလဲဆိုတော့ဒီနေရာမှာ dot ပြီးလို့ရှိရင်ငါတို့ cut ရေးလိုက်တယ် dot 3ခုနဲ့အတိတ်ဘေးကဒီကောင်ကဘာလုပ်တယ်လဲဆိုတော့ spread လုပ်လိုက်တာငါတို့ရဲ့ object ကိုအစုအနေနဲ့မပို့ဘဲနဲ့ဒီတစ်ခုအနေနဲ့ဒီထဲမှာ passing လုပ်လိုက်တာ pass လုပ်လိုက်တာပေါ့အဲ့ဆိုငါတို့ဒီကောင်မလို့တော့ဘူးဒီကောင်ကိုဖြတ်လိုက်ပြီးတော့ငါတို့ဒီတစ်ခုလုံးကိုဒီ cut ထဲမှာသူကထည့်ထားလို့မျိုးမဟုတ်ဘဲနဲ့ဒီတစ်စုလုံးကဒီထဲမှာအစုတစ်ခုလုံးကဒီထဲမှာဝင်သွားလို့မျိုးပြောချင်တာဒီ spread operator ဒီလိုသုံးချင်းအပြင်ငါတို့ကဒီနေရာမှာဘာမှဒီ cut ကိုထည့်เสียမလို့တော့ဘူးငကိုထဲကတိုင်းပဲပြန်ဖြစ်သွားပြီ okay so console လုံးနဲ့ကြည့်လို့ရှိရင်ဒီမှာကြည့်တဲ့ငကိုထဲကလိုမျိုးဖြစ်သွားပြီဒီအစုတစ်ခုလုံးကိုငါတို့ဒီမှာ passing လုပ်တယ်မျိုးဖြစ်သွားတယ် okay အဲ့ဆိုရင်ဒီတိုင်းပဲငကိုတိုင်းကပဲဖြစ်သွားပြီ okay so ဒါကတော့ငါတို့ရဲ့ key prop နဲ့ spread operator အကြောင်းပေါ့နော်